ဇာဗီလွန်ဆိုမှကျွန်တော် Chelsea အသင်းကိုကင်တွယ်ပြီးဆိုရင်တော့ကျွန်တော် Chelsea အသင်းရဲ့တိုက်စစ်ကအပြောင်းလဲရှိလာမှသိကြပါတယ်ကျွန်တော်ကျတော့ဒီ Chelsea တိုက်စစ်မှာဘာတွေပြောင်းလဲသွားနိုင်မလဲဆိုတော့ကျွန်တော်တို့တစ်ချက်ခံမှန်းလိုက်အောင်ပါအရင်ဆုံးအနေနဲ့ကျွန်တော်တို့ဒီကစားသမားတွေပေါ့နော်တိုက်စစ်ကစားသမားတွေမှာကျွန်တော်တို့အရန်ကြီးမျှော်လင့်ထားတဲ့ကစားသမား၄ယောက်ရှိပါတယ်အဲ၄ယောက်နဲ့ပတ်သက်ပြီးဥတီပြီးတော့ပြောသွားပါမယ်အဲ့ဒီကစားသမား၄ယောက်ကဘယ်သူတွေလဲဆိုတော့အဓိက key foundation ဖြစ်တဲ့ကိုပါမှာတောင်မန် after one William ပြီးတော့ထောင်တိုက်စစ်ကဂျော်ပဒရိုနဲ့နောက်ဆုံးအသစ်ခေါ်ယူထားတဲ့ Morgan Rogers တို့ပဲဖြစ်ပါတယ်ဒီ၄ယောက်နဲ့ပတ်သက်ပြီးတော့ဥတီပြီးပြောသွားပါမယ်ဒီဆုံးအနေနဲ့ဇာဗီလွန်ဆိုရဲ့ကစားကွက်ကိုတစ်ချက်သိထားမှရပါမယ်သူရဲ့ကစားကွက်က 4-2-3-1 ကစားတယ်တခါလေးမှာ3-4-3 ကစားတယ်သူကဒီကစားကွက်နှစ်ခုကိုဥတီပြီးတော့ကစားပါတယ်ဒီတော့ဒီကစားကွက်နှစ်ခုမှာကျွန်တော်ခုနလေးပြောခဲ့ကစားသမား၄ယောက်ကဘယ်လိုတွေကစားသွားမလဲဆိုတော့တစ်ချက်ကြည့်ရမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကိုပါမှာပေါ့နော်သူ့ကိုတော့ the primary creator လို့ပြောလို့ရတယ်အဓိက foundation လို့ပြောလို့ရပါတယ်ကိုပါမာကအလွန်ဆိုရဲ့နီးစနစ်မှာနှလုံးသားဖြစ်လာပါလိမ့်မယ် right half space ကနေပြီးတော့ game ကိုထိန်းချောင်းပြီးတော့တိုက်စစ်လမ်းကြောင်းကိုပုံဖော်ပေးမဲ့သူမျိုးဖြစ်လာနိုင်တယ်ဘောလုံးအတွင်းထဲချိုးဝင်ပြီးတော့ဂိုးသွင်းယူတာဒါမှမဟုတ်တောင်မန်ကနေတက်လာမဲ့ win back စီကိုလမ်းကြောင်းပြောင်းပေးပို့တာတွေဒါမျိုးတွေအဓိကလှုပ်ဆောင်နိုင်မယ်လို့မြင်ရပါတယ်ဒီတော့ကိုပါမာတော့ဒီရာသီမှာဇာဗီလွန်ဆိုရဲ့ကစားကွက်မှာအဓိက key player ဖြစ်လာမယ်လို့ကျွန်တော်ခံမှန်းမိပါတယ်နံပါတ်1အနေနဲ့ကတော့ Morgan Rogers ပဲဖြစ်ပါတယ်သူ့ကိုတော့ကျွန်တော် the power and transition monster လို့တင်စားခြင်းပါတယ်သူ့ရဲ့ကစားပေါက်က inside forward ဒါမှမဟုတ် box to box attacking midfielder ဒါမျိုးဖြစ်လာနိုင်တယ်လို့ကျွန်တော်ခံစားမိပါတယ် Morgan Rogers ရဲ့ရုပ်ပိုင်းဆိုင်ရာတန်ဖိုးမှုနဲ့ဘောလုံးဆွဲယူနိုင်မှုကတော်တော်လေးမြင်မာပါတယ်ဒါကြောင့်မလို့အလွန်ဆိုရဲ့အများဆုံးတိုက်စစ်ပေါ့နော် quick transition game မှာသူကတော်တော်လေးထိရောက်မယ်လို့ထင်ပါတယ် Morgan Rogers အနေနဲ့ကြည့်မယ်ဆိုရင်သူကပါမားထက်ပေါ့နော်ပြိုင်ဘက်ရဲ့တိုက်စစ်တွေကိုဓာတ်ရိုက်ထိုးဖောက်မှာဖြစ်ပြီးတော့ game changer အနေနဲ့သွားမှာဖြစ်ပါတယ်နံပါတ်3အနေနဲ့ after one William ပဲဖြစ်ပါတယ်သူ့ကိုတော့ပြောရမယ်ဆိုရင် dynamic wide card လို့ကျွန်တော်တင်စားချင်ပါတယ်သူ့ရဲ့ position ကတော့ဒီတောင်မန်မှာကစားပြီးတော့ပေါ့နော်သူ့ရဲ့လျင်မြန်မှုနှုံးနဲ့ဒီအသင်းကိုထောက်ကူပြုသွားမယ်ကစားသမားမျိုးဖြစ်ပါတယ်ဇာဗီလွန်ဆိုရဲ့နီးစနစ်မှာ after one William ရဲ့တယောက်ချင်းဖြတ်ကျော်နိုင်ဆိုတာတော်တော်လေးအရေးပါလာမယ်လို့ကျွန်တော်ခံစားမိပါတယ် after one William ဒီတောင်မန်မှာနေရာယူပြီးပြိုင်ဘက်ခံစစ်ကိုဖျက်ထုတ်ပေးနိုင်ပါတယ်ပြီးတော့ပါမားနဲ့နေရာချင်းလဲလှယ်နိုင်တယ်ပြိုင်ဘက်ရဲ့ခံစစ်ကိုမတည်မငြိမ်ဖြစ်အောင်မှွေနှောက်နိုင်စွမ်းရှိတဲ့သူမျိုးဖြစ်ပါတယ်ဒီတော့ကြောင့်ဇာဗီလွန်ဆိုရဲ့ကစားကွက်နဲ့လည်းကွက်တိကျနေမဲ့လူငယ်ကစားသမားတူဖြစ်ပါတယ်နောက်ဆုံးအနေနဲ့တော့ဂျော်ဘတ်ရိုပဲဖြစ်ပါတယ်သူကတော့ the complete focal point လို့ပြောရမှာပါပြောမယ်ဆိုရင်သူ့ရဲ့ position ကဒီ central striker ဒါမှမဟုတ် fourth nine ဒါမျိုးကစားသွားမဲ့ကစားသမားမျိုးဖြစ်ပါတယ်ဇာဗီလွန်ဆိုကစားနေကြ link up play အတွက်အကောင်းဆုံးကစားသမားတိုက်စစ်ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်ဒီနောက်ထိပြန်ဆင်းပြီးတော့ဒီ Morgan Rogers နဲ့ကိုပါမာရိုစီကနေပြီးတော့ဘောလုံးကိုတောင်းနိုင်စွာရှိပါတယ်ဂျော်ဘတ်ရိုကပေါ့နော်ဂိုးသွင်းတဲ့နေရာတစ်ခုထဲမှာလည်းမဟုတ်ဘဲနဲ့ပေါ့နော် long striker စစ်ဆိုတာမျိုးထက်ပေါ့နော်ဒီအသင်းရဲ့ fear play ကစားတဲ့အခြေအနေမျိုးမှာ high press မှာပါစကူညီနိုင်တဲ့ကစားသမားတစ်ယောက်မျိုးဖြစ်ပါတယ်ဒီတော့ကျတော့သူ့အနေနဲ့ကတော့ဒီဇာဗီလွန်ဆိုရဲ့ကစားကွက်ကိုတော်တော်ကြီးထောက်ကူပြုအောင်မှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့သူ့ကိုနောက်ကထောက်ပံ့ပေးထားမှာဂျော်ဘတ်ရိုနဲ့ဒီ Morgan Rogers ဒါမျိုးကစားသမားတွေဖြစ်လို့ပါဒီတော့ကျတော့ပြောရမယ်ဆိုတော့ Chelsea ရဲ့ဒီလာမဲ့တိုက်စစ်ကပေါ့နော်ဒီဒီတိုက်စစ်ကတော်တော်လေးမျောလင့်ချက်ကြီးမားထားလို့ရတဲ့တိုက်စစ်မျိုးဖြစ်ပါတယ်။ဘာဖြစ်ဖြစ်ကျွန်တော်ဒီအများကြီးပြောနေမှာတဲ့ဆိုင်ပေါ့နော်။ဒီကစားသမားတွေရဲ့အလုံးနဲ့သက်သေပြရမျိုးပို့ပြီးတော့မြင်ချင်ပါတယ်။ brother တို့ကဘယ်လိုမြင်နေရှိကြလဲဆိုတော့ comment မှာချက်မြောက်ပေးသွားလို့ရပါတယ်။စိတ်ပါဝင်စားလို့ဘောလုံးပွဲကောက်ပေါက်ဆော့ကစားခြင်းတော့ Sporty Viber Telegram phone number 3996898885ဆက်သွယ်ဆောင်သလိုက်ပါလို့ပဲပြောချင်ပါတယ်ခင်ဗျာ။ဘယ်လိုမျိုးဆုံးဒီယူသွားပဲညီကိုအားလုံးလည်းကျေးဇူးတင်ပါတယ်။